အမျိုးသားတယောက်ရဲ့အိတ်ကက်ထဲကနေဓာတ်ပုံဟောင်းလေးအပုံမြေပြင်ပုံကိုပြုတ်ကျသွားပါတယ်အဲ့ဒီနာမှာရှိနေတဲ့အပြောဆိုမတတ်တဲ့စွန့်အားနာမကြမင်းကလေးတယောက်ကဓာတ်ပုံကိုကောက်ပြီးပြန်ပေးဖို့လုပ်တာပေါ့ဒါပေမဲ့ဓာတ်ပုံကိုလည်းကြည့်လိုက်ရောသူအန်အော့မြန်တက်သွားပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီပုံတွေကကလေးမလေးဟာသူကိုယ်တိုင်ဖြစ်နေလို့ပါပဲဒီလူကငါဓာတ်ပုံကိုဘလို့ရနေတာလဲလို့သူစဉ်းစားလို့တော့မဆုံးသေးခင်ပါမယ်အဲ့ဒီလူကရုတ်တရက်ဒေါသထွက်ပြီးဓာတ်ပုံကိုလူယူလိုက်ပါတယ်ပြီးတော့မင်းကလေးကိုမြေပြင်ပေါ်လေးကျသွားတဲ့အထိအကျန်းပူတန်ကန်ကြောက်လိုက်ပါတော့တယ်တကယ်တော့ဒီဓာတ်ပုံမှာလွန်ခဲ့တဲ့အနည်း20ကကွဲကွာသွားခဲ့တဲ့သူ့ရဲ့ညီမလေးချန်ထားခဲ့တဲ့နောက်ဆုံးအမတ်တရပစ္စည်းဖြစ်နေလို့ပါဓာတ်ပုံလေးပြေးကွာသွားတာကိုမြင်တော့သူစိတ်လွတ်ကိုလို့ဖြစ်သွားပြီးမင်းကလေးကိုတရက်ဆက်ရိုက်နှက်ပါတော့တယ်သူရိုက်နေတဲ့မင်းကလေးဟာသူလိုက်ရှာနေတဲ့ညီမအရင်လေးမှန်းသူမသိရှာပါဘူးတကယ်တော့လွန်ခဲ့တဲ့အနည်း20ကဒီမင်းကလေးဟာလူကုန်ကူးသူတွေရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရတာပါဒါပေမဲ့သူနဲ့သူ့တငယ်ချင်းလေးဟာတနည်းနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့ကြတယ်သူတို့အိမ်ကိုအရောက်ပြေးနေကြတော့မှမယ်အတူပါလာတဲ့ကောင်လေးကမောဟိုက်ပြီးလဲကျသွားခဲ့ပါတယ်ကောင်လေးကငါဆက်မပြေးနိုင်တော့ဘူးနင်းပဲလွတ်အောင်ပြေးတော့လို့ပြောခဲ့ပေမဲ့လူကုန်ကူးသူတွေကလည်းအနောက်ကကတ်လိုက်လာနေပြီလေအဲ့ဒါနဲ့မင်းကလေးကကောင်လေးကိုမြတ်တော်ထဲမှာဝက်ပြီးထားလိုက်တယ်ပြီးတော့ကောင်လေးစီကမိသားစုအမတ်တရဆွဲသီးလေးကိုကြည့်ပြီးငါတို့ကိုစောင့်နေမယ်လို့ငါမိဘတွေနဲ့အကိုတွေကိုပြောပေးပါလို့မှာခဲ့ပါတယ်ကောင်လေးကိုကဲဖို့အတွက်သူကရန်သူတွေရဲ့အာယုံကိုသူ့ဘက်လှည့်အောင်တမန်လုပ်ပြီးထွက်ပြေးခဲ့တာပါဒါပေမဲ့သိမကြခင်ပါပဲလူကုန်ကူးသူတွေကသူ့ကိုပြန်ဖမ်းမိသွားပြီးဒေါသတကြီးနဲ့သူ့ရဲ့လေဘင်းကိုတစ်သားတုံးနဲ့ထိုးနှက်ခဲ့ကြပါတယ်အဲ့ဒီတန်းကြောင့်ပဲသူဟာတစ်သက်လုံးစကားမပြောနိုင်တော့တာပါကောင်လေးကဒါတွေအားလုံးကိုမြင်နေရပေမဲ့ဘာမှမလုပ်နိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့သူအသက်ရှင်မှသာနောက်တစ်ချိန်မှလက်စားချေနိုင်မယ်ဆိုတာသူသိနေလို့ပါအဲ့ဒီလိုနဲ့အနှစ်20ကြာသွားတဲ့အခါမှာတော့ကောင်လေးဟာချမ်းသာတဲ့ CEO တလောက်ဖြတ်လာခဲ့ပါတယ်ဒါပေမဲ့ဒီနှစ်တွေတစ်ချောင်းလုံးသူဟာညီမလေးကိုရှာဖို့ဘယ်တော့မှလက်မလျှော့ခဲ့ပါဘူးတစ်ဖက်မှာလည်းမင်းကလေးရဲ့ဖခင်ဖြစ်သူဟာတမီးဖြစ်သူပျောက်ဆုံးသွားတဲ့ဝမ်းနဲ့ပူဆွေးမှုတန်းကြောင့်အသက်အတန်ဖျောင်းနာနေခဲ့ပါတယ်မသေးဆုံးခင်မှာသူကပိုင်ဆိုင်မှုအများစုကိုပျောက်ဆုံးနေတဲ့တမီးဖြစ်သူရဲ့အမိပေါက်ပြောင်းပေးပြီးတမီးကိုဘလို့နီးနဲ့မဆိုရှာပေးဖို့ကြံခဲ့တဲ့သားတွေကိုမှာချခဲ့ပါတယ်ဒီလိုနဲ့သူကွယ်လွန်သွားခဲ့ပါတယ်ဒီချိန်ထဲမှာပဲအခုတော့အရွယ်ရောက်နေပြီဖြစ်တဲ့မိန်းကလေးဟာ